ကောင်းဆုံးအန်တီလုပ်ပေးမယ်နော်မမေကိုလည်းကူညီပေးမယ်ကလေးပြောလားပြောတာဗောအေးဟုတ်ပါပြီတသားပြောတယ်ဆိုအန်တီကအရန်ကိုဝမ်းသာသွားပြီလူဆိုဒီမာဒီလကမာရီတိတ်ခါပြေဆုံးမလားကြည်တဲ့လူကိုယုတ်သိငယ်လူကိုလေးစားငယ်လူကိုတနာရမှာလိမ်မာစီချင်တာလို့ဘဝကိုမြင့်မြင့်မာမာဖြစ်စေချင်တာလို့နော်အဲ့တော့ဒါအမှန်တရားအကုန်ပြောရမယ်နော်လို့ကျမလည်းဒီကလေးကိုမြင်မြင်ချင်းပေါ့နော်ဟိုဘယ်လိုခေါ်မလဲအတိတ်ဘဝရေးစဲကြောင်လာတော့မသိဘူးစိတ်ထဲမှာ तू ပြောရတဲ့အချိန်မှာလေဟိုစိတ်မကောင်းဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီကလေးလေးကဟိုတေချာစုံစမ်းလိုက်တဲ့အခါကျအခုလိုသိရတယ်ကွယ်ဒါပေမဲ့လည်းငါဒီကလေးရှိကိုသွားမယ်ငါတက်နိုင်တဲ့လောက်ငါထောက်ပတ်မယ်ဆိုရွေးချက်နဲ့လာခဲ့တာမှာဟုတ်ပါတယ်ညီမတို့ကကြောင်းထားပါလားပြောကြတယ်ဒါပေမဲ့သူက9လလောက်ကလေးကနေအုံနောက်မေးရောင်းတာမရတော့ဘူးစိတ်မလားပြောတယ်သူကလည်းမတက်နိုင်ဘူးပြောစင်တယ်ဒါပေမဲ့သူကကြတော့ညီမဆမ်းမကြတော့စားတော့တယ်ဒီကလေးနဲ့တေချာကြတော့ဘူးမသိဘူးတော့အားလည်းသူ့ကိုနှစ်တက်ဆောင်ဝယ်ရှိတာဆီယာမရဲ့ပို့ပြီးတော့လက်မထိုးတယ်ခုပြီးလိုက်တယ်ညီမနားလိုက်တယ်ဒါမဲ့ညီမသူရှင်းလေးထားလိုက်သူရှင်းလေးနဲ့ရပြီးတော့တော့ထောင်ပြီးတော့မှသူ့ကိုကောက်စားပြီးတော့တော့ဘာလိမ့်မှာပါလဲတကယ်လိမ့်ပါတယ်ဒီနေ့နဲ့တောင်းတဲ့တော့ဘူးပဲလိုဝဲဒီကိုလေးလုပ်ပြီးအမေရွေးစားလို့ရတာပေါ့တဲ့အလူမျိုးလေးဖြစ်ပြီးတော့မှဒီကိုကောက်စားပြတာပါတကယ်ဒီကလေးဘာပဲဖြစ်ပြောတာဆိုတော့မှားတာရှိရင်လည်းတောင်းမှမှားတယ်ရတယ်ညီမတောင်းပန်စရာမလိုပါဘူးရပါတယ်ပြီးကမပြည့်စုံတော့သားသမီးလေးတွေဒီလိုဖြစ်တာလဲသိတယ်မကောင်းဒါပေမဲ့ဘလို့မတက်တာတဲ့အတိုင်းတာတခုမလို့ဒီလိုလေးတွေလောက်စားရတာတချို့ဆိုပြောပါတယ်သားသမီးကိုတောက်စားခိုင်းတာလားမဟုတ်ပါဘူးခိုင်းတယ်မှမလို့ခိုင်းမှာဘူးတကယ်ကိုဘလို့မဖေးချက်နိုင်ချက်ပြတ်ပြီးလဲတယ်ဒါလည်းအဆုံးထောက်ပြီးရတယ်ဆိုပြီးတော့မှကလေးကအရွယ်နဲ့မလိုက်အောင်နော်စိတ်တန်ရာကြီးတအားများနေမောင်တို့လည်းမလားဘူးဒီကိုလည်းမနေရဘူးရောင်းတဲ့ချက်ကိုလေးတိုင်းနေပါလေမင်းဒီနေ့ဘာသာလို့ကိုလုံးဘာမှမလုပ်ပါဘူးတခိုင်ရကားလိုက်လောက်ပါတော့ဘာလို့အန်ဒီရောက်လာပြီနော်ဒါနော်အန်ဒီရောက်လာပြီနော်အန်ဒီကောင်းလုံးကူညီပေးမယ်နော်ဒါနော်နော်အကောင်ကူညီပေးမယ်နော်ငိုတော့တိတ်တိတ်တကယ်လို့မှားတာလေးရှိလေမှားတယ်တကယ်တောင်းမှပါလေရတယ်မတောင်းမှမှာနဲ့ကျမတော်တော်စိတ်မကောင်းဖြစ်တာအခုဒီမမြင်တော့လေပိုစိတ်မကောင်းဖြစ်တယ်ဟိုအမောင်းအနေနဲ့ပေါ့နော်ကျမဘာကူညီပေးရမလဲဘာလိုအပ်လဲပေါ့နော်ပြောပုံပုံလင်းလင်းပြောရတယ်အခုလောလောဆယ်မှာဘာလေးလိုအပ်နေလဲသူကလေးရောအမကူဒီမှာဘသူတွေနဲ့ဘလူနေပြီးတော့ဘလူလောက်ကင်စားတောက်နေရလဲအမလည်းပဲနေတယ်ဒီကတော့10နာရီလောက်ပါပေါ့နော်10နာရီမှပြန်လာတာည10နာရီမိုင်းစိတ်ကကြောက်လို့ဘယ်မှာ6နိုင်တော့ကြောက်ပေးမိရတယ်ခုတော့နော်အန်ဒီရောက်လာပြီနော်မငုံနဲ့တော့တိမငုံနဲ့အေးမငိုပါဘူးမငိုဘူးအကောင်းဆုံးအန်ဒီလုပ်ပေးမယ်နော်မမေကိုလည်းကူညီပေးမယ်ဒါမမေကိုချစ်တယ်မလားအရင်ချစ်တယ်အေးဟုတ်ပြီအန်ဒီကူညီမယ်နော်ဟုတ်ပြီနော်အန်ဒီခတိပေးတယ်နော်အေးခတိပေးမငုံနဲ့တိမငုံနဲ့တော့